budget series ဖုန်းတွေထဲမှာကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့12 Pro နဲ့12 Pro Max 12 series ကကျွန်တော်တို့ဒီ budget save အရင်ဖြစ်ပြီးတော့ performance အရင်ထွက်တဲ့ model တစ်ခုလည်းဖြစ်တယ်ပေါ့နော်12 Pro ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ iPhone 12ကနေစပြီးတော့ဒီလိုမျိုးဒီ4000 body နဲ့စလာတယ် stainless steel body ကိုကျွန်တော်တို့ဒီ12 Pro ကနေပြီးတော့စလာတယ်အဲ့လိုမျိုး12 Pro Max မှာလုံးဝ sharp ဖြစ်တဲ့ဂိုးလျတော့မှာပဲဖြစ်ပါတယ်ဂိုးလျမယ်အဖြူတယ်မှာကန်ရတဲ့သူတွေအတွက် silver ရှိမယ်သူ့ရဲ့ signature color ဖြစ်တဲ့ Pacific Blue ရှိမယ်။နောက် jelly ရိကိုင်မယ်ဆိုလို့ရှိရင် grey လည်းရှိအောင်ပဲပေါ့နော်။အကုန်လုံးရှိတယ်။အဲ့ဒီအောင်မှာ battery size ကပိုကြီးတာမျိုး battery size ပိုကောင်းတာမျိုးကင်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြထားတယ်ဒီ Pacific Blue သူ့ရဲ့ signature color ကိုမှ12 Pro Max ရတော့မှာပဲဖြစ်ပါတယ်။12 Pro Max ကတော့ U12 Pro ထက်စားလို့ရှိရင်ပိုပြီးတော့ battery ဘိုင်းပိုပြီးကောင်းတယ်။အရန်ခံတဲ့ဖုန်းဖြစ်တယ်။နောက်ပိုင်းအခု iOS 27 version လည်းရသေးတဲ့အတွက်ကြောင့်မို့လို့ budget series ထဲမှာကင်မရာ3လုံးကင်ကျင်တယ်Pro Max size ပုံမှာကန်ကျင်တယ်ဆိုလို့ရှိရင်12 Pro Max က budget ထဲမှာတော်တော်လေးကင်လို့ကောင်းနေတဲ့ model တစ်မျိုးဖြစ်ပါတယ်ခင်ဗျ။အဲ့ဒီအောင်မှာကျွန်တော်တို့12 Pro Max မှာ128 device ရှိမယ်12 Pro မှာလည်း128 device ရှိပါမယ်။ရောင်းချပေးမဲ့ဈေးနှုန်းကကျွန်တော်တို့ဒီ128GB ဆိုလို့ရှိရင်12 Pro ဆိုလို့ရှိရင်15သိန်း9000အထိနဲ့ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်။ 256GB ယူမယ်ဆိုလို့ရှိရင်တော့16သိန်း9000အထိနဲ့ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်။အဲ့ဒီအောင်မှာ12 Pro Max လိုချင်တယ်ဆိုလို့ရှိရင်တော့128GB ကို18သိန်း9000 256ကို18သိန်း9000နဲ့ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ချက်ပြန်ပြောပြပါမယ်12 Pro ကို128GB က15သိန်း9000 256GB က16သိန်း900012 Pro Max ယူမယ်ဆိုလို့ရှိရင်တော့128GB က18သိန်း9000 256GB က18သိန်း9000အထိနဲ့ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဆိုင်လိပ်စာလေးရတော့အမှတ်168တင်ကြီးစိတ်ကမ္မဏန်ဒီပပဲမြို့နယ်မှာတည်ရှိပါတယ်မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့3995988686ကိုဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ခင်ဗျ